ရှိပါတသားမီမီတို့ကိုအခုပြောပြမယ့်အကောင်လေးကတော့ကြွက်အကြောင်းပဲဖြစ်ပါတယ်ကြွက်ကတော့တသားမီမီတို့မြင်မှုကြမှာပါကြွက်တွေဟာအလွန်ညံကောင်းတဲ့သတ္တဝါတွေဖြစ်ပြီးသူတို့သွားတဲ့နေရာတွေမှန်သမျှလမ်းကြောင်းတွေအကုန်လုံးကိုမှတ်မိနိုင်ပါတယ်တဲ့အဲ့လိုညံကောင်းတာကြောင့်တက်ခွဲကန်းတွေမှာသူတည်တနာအတွက်လည်းအသုံးပြုကြပါတယ်တဲ့ကြွက်တွေကအစားအစာမရွေးစားတောက်ကြတယ်သူတို့ဟာကောက်နှံတွေလည်းစားတယ်အသီးနှံတွေလည်းစားတယ်အသားတွေလည်းစားတယ်စက်ကူတွေတစ်သားတွေကိုတောင်မှပဲကိုက်ဖြတ်ပြီးစားတောက်နိုင်ပါတယ်တဲ့တနေ့ကိုသူတို့ရဲ့ကိုယ်အလေးချိန်ရဲ့10ရာခိုင်နှုန်းလောက်ကိုစားနိုင်ပါတယ်တဲ့ကြွက်တွေကအမြန်မျိုးပွားနိုင်တယ်ကြွက်မတကောင်ဟာတစ်နှစ်အတွင်းမှာကြွက်ပေါက်စ90အထိမွေးနိုင်ပါတယ်တဲ့ဒါကြောင့်သူတို့ကိုမထိန်ချုပ်နိုင်ရင်အရေအတွက်အရန်များလာနိုင်ပါတယ်တဲ့သူတို့အရေအတွက်များလာရင်ဘာဖြစ်လာနိုင်လဲဆိုတော့ကျန်းမာရေးအတွက်အန္တရာယ်ရှိလာနိုင်ပါတယ်ကြွက်တွေဟာပလိတ်ယောဂလိုယောဂတွေလိုတည်ဆောင်ပြီးတော့လူတွေကိုပြန်ပြီးကူးစက်နိုင်ပါတယ်သူတို့ရဲ့ရှူရှူးတွေအီးတွေကလည်းလူတွေအတွက်အန္တရာယ်ရှိနိုင်ပါတယ်တဲ့ကြွက်တွေဟာကမ္ဘာတဝန်းလုံးကနေထိုင်နိုင်ကြတယ်ကမ္ဘာနေရာအနှံ့အပြားမှာတွေ့ရပြီးတော့လူတွေနဲ့အတူတူနေရတာကိုသူတို့ကသဘောကျကြပါတယ်တဲ့ဒါကြောင့်အိမ်တွေမှာကြွက်တွေကိုတွေ့ရတယ်လမ်းတွေမှာကြွက်တွေကိုတွေ့ရတယ်ကြွက်တွေကိုတွေ့လို့ရှိရင်ကိုယ့်အိမ်ရဲ့တန့်ရှင်းရေးကိုပို့ပြီးတော့ဂရုစိုက်ရမယ်စားကျွင်းစားကြံတွေကိုတေးသေးချာချာစနစ်တကျနဲ့စွန့်ပြရမယ်တဲ့အဲ့ဒါမှကြွက်တွေစီကနေပလိယောဂလိုမျိုးကူးစက်ယောဂတွေမပြန့်ပွားနိုင်မှာပဲဖြစ်ပါတယ်တဲ့ကြွက်တွေကအိမ်မွေးပိုးမွှားအဖြစ်သတ်မှတ်ကြပေမဲ့တချို့ရင်ကျေးတဲ့ကြွက်မျိုးစိတ်တွေကိုကြတော့အိမ်မွေးတိရစ္ဆာန်အနေနဲ့မွေးကြတာကြီးလည်းရှိပါတယ်တဲ့ဒါပေမဲ့ဘယ်လိုပဲဖြစ်ဖြစ်ကြွက်တွေကိုထိမိကင်မိပြီးရင်လက်ကိုသေချာဆေးကြောဖို့တော့လိုအပ်ပါတယ်တဲ့ကဲတသားမီမီတို့ကိုကြွက်တွေအကြောင်းသိပြီဆိုတော့အိမ်မှာကြွက်တွေမရှိအောင်တန်းတန်းရှင်းရှင်းနေရမယ်စားပြီးသားအစားအစာအမိုက်တွေစားကျွန်းစားကြံတွေကိုလည်းသေချာစနစ်တကျနဲ့အမိုက်ပုံထဲမှာဖြည့်ရမယ်နော်ကဲကိုကြွက်တွေအကြောင်းသိပြီဆိုတော့မိကွန်းလေးတွေဖြည့်ကြည့်အောင်အိမ်မှာကြွက်တွေရှိတာကောင်းလားမကောင်းဘူးလားဟုတ်ပါတယ်ကြွက်တွေအိမ်မှာရှိတာမကောင်းဘူးနော်အိမ်မှာကြွက်တွေကိုတွေ့ရနဲ့အိမ်တန်ရှင်းလုပ်ဖို့မမေ့နဲ့နော်တသားမီမီတို့ကဲအဖြေလေးတွေမှတ်ပြီဆိုတော့နောက်ထပ်အကောင်လေးတွေကိုဆက်ပြီးနားထောင်ရအောင်နော်That is what it is.